အဲ့ဒီမှာနော်နံပါတ်2ပြောင်းနော်နံပါတ်2နံပါတ်3ပြောင်းနဲ့နံပါတ်2ကြည့်ထည့်ကြည့်မယ်နော်ဒီမှာတချို့ကြမေးတယ်မှာဘောစီ ဘောစီနဲ့ဒီကြည့်နဲ့ထည့်လို့ရလားမရဘူးနော်မရဘူးနော်ချက်စိတ်ဒါနံပါတ်3နံပါတ်ဒါနံပါတ်2တောင်းမှကြည့်ကျွန်တော်ထည့်ပေးရနော်ဒီမှာမကြည့်ဟိုရှိမှာကြာသွားတယ်လားကြာသွားတယ်လားကြာသွားတယ်လားတတူနဲ့တတူနဲ့မတူဘူးမကြည့်မကြာသွားတယ်လားမယုံနော်ဒီမဲ့လူတိုင်းကျွန်တော်မယုံဘူးနော်ထည့်လို့ရမှကျွန်တော်ရောင်းပေးထည့်လို့မရဆိုရင်ရောင်းပေးလဲအလကားပဲနော်ပတ်စံကုန်တယ်နော်အဲရောင်းမို့အကားပတ်စံကုန်တယ်ကျွန်တော်မရောင်းပေးဘူးနော်မကြည့်ထည့်ပြမယ်ကြည့်နော်ကြာသွားပြီလားထည့်မရဘူးသုံးမရဘူး HM ရောင်းသူပို့ဆိုးပေါ့နံပါတ်2ကြည့်နံပါတ်3ပြောင်းမှထည့်တာတောင်းမှဒီလောက်အောင်ခြောင်ရဆင်သွားကြည့်မကြည့်နော်ယုံမိလားနော်ပတ်စံကိုအဲ့ဒါပစ္စည်းမှာမယ်ဆိုရင်တေချာဟိုဟာပြီးတော့မှာကြနော်ဒီမှာကျွန်တော်ကိုယ်တိုင်လည်းသုံးနဲ့ပြောင်းတော့ကျွန်တော်ကိုယ်တိုင်သုံးနဲ့ပြောင်းနေလေဒီမှာကြည့်စာလုံးတွေတွေ့ရလားမသိဘူးနော်ပါချက်ဒီကျွန်တော်ကိုယ်တိုင်သုံးနဲ့ပြောင်းနေနော်ဒီမှာကျွန်တော်သုံးနဲ့ပြောင်းနေပဲနံပါတ်2လို့နံပါတ်3ရောလဲကျွန်တော်ဒီ base မှာကျွန်တော်သုံးဝယ်ရနော်ပြင်မတာအကောင်းอ่ะနော်โอเค